အမျိုးသမီးတစ်ယောက်ဟာဒီမိန်းကလေးကိုရေမွေးအသစ်တစ်မျိုးစွတ်ပေးခဲ့မိလို့ထိုမိန်းကလေးရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီရေမွေးရဲ့ရနံ့ကြောင့်ပြားကောင်ရေတိတ်နေချီပြီးအုံနဲ့ကျင်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အနားမှာရှိတဲ့တခြားလူတွေအားလုံးဟာအသက်လူပြီးထွက်ပြေးခဲ့ကြပေမဲ့ပြားအုပ်ကြီးကတော့ထိုမိန်းကလေးတစ်ယောက်တည်းနောက်ကိုပဲတကောက်ကောက်လိုက်ပါတော့တယ်။မိန်းကလေးဟာထွက်ပြေးရင်းရေကူးကန်ထဲကိုခုန်ချလိုက်ပါတော့တယ်။ဒါပေမဲ့ပြားတွေကတော့သူမကိုမစွန့်ခွာပဲရေကူးကန်ပေါ်မှာအားပဲဝဲပြန်နေကြဆဲပါပဲ။မိန်းကလေးအသက်ရှူဖို့ရေပေါ်တက်လာတာနဲ့ပြားအုပ်ကြီးကသူမရဲ့မျက်နှာကိုဝိုင်းဝန်းကိုက်ခဲ့ကြပါတယ်။အပြင်ကအမျိုးသမီးဟာချက်ချင်းပဲကိုရာဆက်တကူဖုံးဆက်အကူအညီတောင်းခဲ့ပါတယ်။တိုးတော်လဲမိသက်သမားအားလုံးဟာတခြားအလုပ်တွေနဲ့အလုပ်ရှုပ်နေခဲ့ကြပါတယ်။ operator ကအကူအညီမရောက်မချင်းမိန်းကလေးကိုရေအောက်မှာပဲနေဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့အသက်မရှူပဲရေအောက်မှာဘလောက်အထိတောက်ခံနိုင်မှလဲ။ထို့နောက် operator ကရေပိုက်ကနေတဆင့်အသက်ရှူဖို့ပြောခဲ့ပါတယ်။နာရီဝက်ကြာပြီးနောက်မိသက်သမားတွေရောက်လာတဲ့အခါမိန်းကလေးဟာပါးစပ်မှာရေပိုက်ကိုကိုက်ထားကအသက်ယူပြီးနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ပြားတွေကအလုံးများပြားလွန်းတာကြောင့်မိသက်သမားတွေတောင်ချက်ချင်းဘာမှမလုပ်ရဲပဲဖြစ်နေကြရရှာတယ်။အရင်ဆုံးပြားအုပ်ကြီးကိုတနည်းနည်းနဲ့ဖယ်ရှားဖို့လိုအပ်နေတာပါ။ထိုခါချက်ကပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲမိခိုးတွေနဲ့မောင်းထုတ်လို့ရနိုင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ချက်ကိုအမြဲတမ်းစိတ်နှောက်ယှက်ဖြစ်နေတဲ့အဖွဲ့ခေါင်းဆောင်ကချက်ကိုချင်းချောက်ပြီးပါးစပ်ပိတ်ခိုင်းလိုက်ပြီးဒီပြားတွေကိုအမြန်ဆုံးနှိမ်နင်းရမယ်မဟုတ်ရင်မြို့တစ်ခုလုံးအန္တရာယ်ရှိနိုင်တယ်လို့ပြောလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့မိန်းကလေးရဲ့အခြေအနေကပိုဆိုးလာနေပါတယ်။ပြားတွေကသူမရဲ့အသက်ရှူပိုက်ထဲအထိဝင်ရောက်လာနေပေမဲ့အဖွဲ့ခေါင်းဆောင်ကတော့အဖြေရှာမရသေးပါဘူး။ဒီတိုင်းသာဆက်သွားရင်မိန်းကလေးအသက်ရှင်ဖို့ခက်ခဲသွားနိုင်ပါတယ်။ထိုအချိန်မှာချက်ကတခြားအကြံတစ်ခုရသွားခဲ့ပါတယ်။သူကအဖွဲ့ခေါင်းဆောင်ကိုမကြသေးခင်ကပဲဒီနေရာမှာရေမွေးမိတ်ဆက်ပွဲလုပ်ထားတာအဲ့ဒီရေမွေးရဲ့နန်းနဲ့ပဲပြားတွေကိုအာယုံလွှဲလို့ရတယ်လို့ချက်ချင်းပြောလိုက်ပါတယ်။လူတိုင်းရဲ့အကြည့်တွေကကာရီစီကိုရောက်သွားပါတော့တယ်။တနာစရာကာရီတဲ့ရောက်လူတိုင်းသူ့ကိုဘာလို့စိုက်ကြည့်နေကြမှန်းနားမလည်နိုင်ဖြစ်နေရှာတယ်။ထိုအခါချက်ကမင်းပြားစာကျွေးတဲ့အစာဖြစ်ပေးရမယ်လို့ပြောလိုက်ပါတယ်။ကာရီတကူလုံးအနံ့ဆွဲသွားအောင်ခေါင်းစာခြေဆုံးရေမွေးတွေလိုက်ခန်းကြပါတော့တယ်။ကာရီခများအဖွဲ့ထဲမှာသူပဲအမြဲတမ်းပြားစာကျွေးတဲ့တားကောင်ဖြစ်အတုံးချခံရတာကြောင့်ရင်ထဲမှာကြေကွဲနေရှာပါတယ်။အရာအားလုံးအစင်သင့်ဖြစ်သွားခဲ့ပါပြီ။အဖွဲ့ခေါင်းဆောင်ကသူမကိုအားပေးစကားပြောပြီးဒီတိုက်ပွဲကိုဘလို့နီးနဲ့မဆိုငါတို့နိုင်အောင်တိုက်ရမယ်လို့ပြောလိုက်ပါတယ်။ကာရီကတကားကိုဖွင့်ပြီးရေကူးကန်ပတ်လေကိုပတ်ပြေးပါတော့တယ်။ပြားတွေကရေမွေးနှမ်းကြောင့်ကာရီနောက်ကိုပဲလိုက်ပြေးကြပါတော့တယ်။ပြားတွေရေကူးကန်နဲ့ဝေးသွားတာနဲ့အဖွဲ့သားတွေကမိန်းကလေးကိုရေထဲကနေအမြန်ဆုံးဆယ်ယူလိုက်ကြပါတယ်။တခြားတစ်ဖက်မှာတော့ကာရီအခြေအနေကအတော်လေးဆိုးရွားနေပါတယ်။ကာကွယ်ရေးဝတ်စုံပေါ်မှာပြားအုပ်ကြီးတစ်ခုလုံးအုံခဲနေခဲ့တာပါ။မိန်းကလေးကိုကယ်တင်နိုင်ခဲ့ပေမဲ့သူမရဲ့အသက်ရှူနှုန်းကအလွန်နှေးကွေးနေပါတယ်။သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးရောင်ကိုင်းနေပြီးကိုရင်းအင်္ဂါတွေလည်းအလုံးမလုံးတော့ပါဘူး။တကယ်တော့သူမရဲ့ခန္ဓာကိုယ်ထဲမှာပြားဒုက္ခတွေရာနဲ့ချီဆွဲကပ်ကြံရစ်နေခဲ့တာဖြစ်ပါတယ်။အကယ်၍ထိုပြားဒုက္ခတွေကိုအမြန်ဆုံးမဖယ်ရှားနိုင်ရင်သူမရဲ့အသက်ကိုကယ်တင်ဖို့ခက်ခဲသွားပါလိမ့်မယ်။ဆရာဝန်ကတစ်ခုချင်းစီဖယ်ရှားဖို့ဆိုရင်နိုင်ပေါင်းများစွာကြာမြင့်မှာဖြစ်ပြီးမိန်းကလေးမှာထိုများလောက်အချိန်မရှိဘူးလို့ပြောခဲ့ပါတယ်။ထိုအချိန်မှာအမျိုးသားတစ်ယောက်ကပတ်ဆက်တာတဲ့အကူအညီနဲ့ပြားဒုက္ခတွေအားလုံးကိုဆွဲထုတ်ဖို့အကြံပေးပါတယ်။ဆရာဝန်ကရှေးဦးတူနာပြုတစ်တာတဲကနေတိတ်ကိုချက်ချင်းထုတ်လိုက်ပါတယ်။သူကရေတွေကိုတုပ်လိုက်ပြီးမိန်းကလေးရဲ့အရေပြားပေါ်တိတ်ကပ်ကအမြန်ဆွဲခွာလိုက်ရာပြားဒုက္ခများစုပါလာခဲ့ပါတယ်။ထို့နောက်ဆေးဝါးများထိုးပေးလိုက်ပြီးနောက်မိန်းကလေးရဲ့သွေးတွင်းအောက်ဆီဂျင်နဲ့သွေးခုန်လုံးတို့ဟာတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ခဏအတွင်းမှာပဲသူမရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတော့တယ်။ထိုတော့အတွင်းကာရီကတော့ပြားတွေနဲ့ရုန်းကန်နေရတော့မှဖြစ်ပါတယ်။ထို့နောက်ထိန်းချုပ်ရေးခန်းကနေကျွမ်းကျင်ပြမှုမျိုးရေးသမားတအုပ်ကိုခေါ်ယူခဲ့ပြီးသူယူဆောင်လာတဲ့အထူးခုံဆုပ်ဆက်တဲ့ပြားတွေကိုဖယ်ရှားပေးနေခဲ့ပါတယ်။ရုပ်ရှင်ရီကတ်တွေအတွက်ဖော်လို့လုပ်ထားပါ